အိုင်းစတိုင်းနှင့်စကြဝဠာကိုပြောင်းပြန်လှန်ခြင်းလွန်ခဲ့တဲ့နှစ်ပေါင်း200လောက်ကရူပဗေဒလောကမှာအိုက်ဇက်နျူတန်ကဘယင်တစ်ပါးလို့စိုးမိုးခဲ့ပါတယ်။သူကအချိန်ဆိုတာနေရာတိုင်းမှာတူညီတဲ့နာရီတစ်လုံးရဲ့စက္ကန့်တန်ဟာကမ္ဘာပေါ်မှာရောစကြဝဠာအဆုံးမှာပါအတူတူပဲသွားတယ်လို့သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့1905ခုနှစ်မှာဆွစ်ဇာလန်နိုင်ငံကမူပိုင်ခွင့်ရုံးလေးတစ်ခုမှာအသက်26နှစ်အရွယ်စာရေးလေးတစ်ယောက်အလုပ်လုပ်နေပါတယ်။သူ့နာမည်ကAlbert Einstein ပါသူကသိပ္ပံပညာရှင်မဟုတ်သေးပါဘူး။ဒါပေမဲ့သူ့စိတ်ကတော့အလုပ်စပွဲမှာမရှိဘဲအလင်းတန်းတွေနောက်ကိုလိုက်နေခဲ့ပါတယ်။ Einstein ကမေးခွန်းတစ်ခုကိုတွေးခဲ့တယ်။တကယ်လို့ငါသာအလင်း speed of light နဲ့ပြေးနေတဲ့ရထားတစ်စင်းပေါ်လိုက်စီးမယ်ဆိုရင်ငါလက်ပတ်နာရီကဘလို့သွားမလဲတဲ့ဒီအတွေးကနေ Special Relativity အထူးနှိုင်းရ theory ပေါ်ပေါက်လာပါတယ်။သူတွေးရှိလိုက်တာကတုန်လှုပ်เสียပါပဲ။တင်ကမြန်သွားလေတင့်အတွက်အချိန်ကနှေးလေပါပဲ။အချိန်ဆိုတာနျူတန်ပြောသလိုပုံသေးမဟုတ်ပါဘူး။အနှိုင်းရဲ့ relative သဘောတရားတစ်ခုသာဖြစ်တယ်ဆိုတာကိုကမ္ဘာကိုချပြလိုက်ပါတယ်။ဒါတွေမကပါဘူး။ Einstein ကEmilဆိုတဲ့ညီမျှခြင်းနဲ့အရာဝတ္ထု matter နဲ့စွမ်းအင် energy ဆိုတာတသားတည်းပဲလို့သက်သေပြခဲ့တယ်။သိငယ်တဲ့အရာဝတ္ထုလေးတစ်ခုမှာတော့ကြီးမားတဲ့စွမ်းအင်တွေကိန်းအောင်နေတယ်ဆိုတာကိုဖော်ထုတ်ခဲ့တာပါ။ဒါပေမဲ့ Einstein မှာတင်ရက်မသွားသေးပါဘူး။နျူတန်ရဲ့ဆွဲငင်အား gravity ကိုသူတန်တရားဝင်ခဲ့တဲ့1915ခုနှစ်မှာတော့ General Relativity အထွေထွေနှိုင်းရ theory ကိုတင်ပြခဲ့ပြီးသူကဆွဲငင်အားဆိုတာတန်လိုက်လို့ဆွဲနေတာမဟုတ်ပဲအာကာသအချိန် space-time ဆိုတဲ့အခင်းချင်းကြီးကွေးညွတ်သွားလို့ဖြစ်တာပါလို့ဆိုပါတယ်။1919ခုနှစ်နေကျချိန်မှာသူ့ရဲ့ theory မှန်ကန်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။နေမင်းကြီးရဲ့နောက်ွယ်ကကျယ်လင်းရောင်တွေဟာနေရဲ့ဆွဲငင်အားကြောင့်ကွေးညွတ်ပြီးကမ္ဘာစီရောက်လာတာကိုဓာတ်ပုံရိုက်နိုင်ခဲ့ကြလို့ပါပဲ။အဲ့ဒီနေ့ကစပြီး Einstein ဟာကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတော့တယ်။လူတိုင်းက Einstein ကိုနှိုင်းရ theory ကြောင့်နိုဘယ်ဆုရတယ်ထင်ကြပါတယ်။တကယ်တော့မဟုတ်ပါဘူး။1921ခုနှစ်မှာ photoelectric effect အလင်းလျှပ်စစ်အကျိုးကိုရှင်းပြနိုင်ခဲ့လို့ရခဲ့တာပါ။သူကအလင်းဆိုတာလှိုင်း wave သက်မဟုတ်ပဲအမှုန် particle လည်းဟုတ်တယ်လို့သက်သေပြခဲ့တာပါ။ Einstein ဟာ quantum mechanics ရဲ့ဖခင်တဦးဖြစ်ပေမဲ့ဒီပညာရဲ့အဖြစ်တန်စွမ်းသဘောတရားကိုလက်မခံခဲ့ပါဘူး။ဖျားသခင်ကအန်စာတော့မခောက်ဘူးဆိုပြီးစကြဝဠာမှာအရာရာဟာတိကျသေချာမှုရှိရမယ်လို့ယုံကြည်ခဲ့ပါတယ်။သူ့ဘဝရဲ့နောက်ဆုံးနှစ်30လုံးကို Unified Field Theory စကြဝဠာညီညွတ်မှု theory ရှာဖွေဖို့ပေးဆက်ခဲ့ပါတယ်။ဆွဲငင်အားနဲ့လျှပ်စစ်တန်လိုက်အားကိုပေါင်းစပ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။သူတည်ဆုံးတဲ့ကတင်ပေးမှာတောင်တွက်လက်စာရွက်တွေကျန်ရစ်ခဲ့ပါတယ်။ Thoughtful မပြီးဆုံးသေးတဲ့သူ့ရဲ့အိမ်မက်တွေကဒီနေ့ခေတ်သိပ္ပံပညာရှင်ထောင်ပေါင်းများစွာအတွက်လမ်းပြကျယ်ဖြစ်နေသေးပါ။ Einstein ဟာရူပဗေဒပညာရှင်တယောက်သာမကလူသားတွေရဲ့စူးစမ်းလိုစိတ်ကိုကိုစားပြုတဲ့ပြရုပ်တစ်ခုအဖြစ်ထာဝရတည်ရှိနေမှာဖြစ်ပါတယ်။တခါတရံမှာစိတ်ကူးစိတ်တမ်းဟာအသိပညာထက်ပိုအရေးကြီးတတ်ပါတယ်